ဒါကကျွန်တော်တို့ဟောပေါ့နော်တာမန်လူတွေသိအောင်လုပ်ပြတာပေါ့နော်ဒါဒီစေုံစိတ်ကန်းနဲ့ပတ်သက်တဲ့ဆရာဝန်ကြီးကြော်သွားပေါ့နော်အဓိကကကျွန်တော်တို့ကဒီတက်ခွဲကန်းကြောင့်ပြောချင်တာတက်ခွဲကန်းကမှားလို့မရတက်ခွဲမှကျွန်တော်တို့အကုန်မှားမှာဟိုမှာအဓိက HPA1C လိုမျိုးပေါ့နော်စီးရုပ်ကူးတဲ့ဆရာဝန်ကြီးမှားတာနဲ့အကုန်လွဲတာအဲ့တော့ကျွန်တော်တကယ်ချင်းဒေါက်တာဆိုင်းပေါ့နော်သူကဖြူစင်ချင်းမှာဆိုရင်ဒါဘုဒ္ဓပြပြတယ်ယောဂရှာဖွေရေးကိုသူကတာမန်ဓာတ်မှန်လုပ်ငန်းဆိုတက် license ရှိတယ် license တစ်ခုချပေးတယ်အဲ့ဒါပါကကထူးစာမဆိုတဲ့ license ရှိတယ်အထူးတက်ခွဲယောဂရှာဖွေလုပ်ငန်းဆိုတက် license ထပ်လျှောက်ရတယ် license နှစ်ခုရှိတယ်ဒါကတာမန်တက်ခွဲပေါ့နော်တာမန်တက်ခွဲဓာတ်မှန်လည်း license ရှိတယ်တာမန်ဓာတ်မှန်လုပ်ငန်းဆိုတဲ့ license ရဲ့ plus အထူးတက်ခွဲဆိုတာယောဂရှာဖွေမှာအထူးတက်ခွဲဆိုရင်ကျွန်တော်တို့ကဒီ molecular level တွေစစ်တာတွေထိပါတယ်ပေါ့နော်အဲ့ဒါကိုနှစ်ချပေးတယ်အဲ့ဒါကိုပါကကမြင်းဆောင်ရဓာခမြင်းဆောင်30ဆိုပြီးချပေးတယ်အဲ့လိုပြောချင်တဲ့အဓိပ္ပာယ်ကမှားလို့မရဒါတာမန်လူတွေသိအောင်လို့ပြောပြတယ်လူတိုင်းကတော့မသိဘူးကျွန်တော်တို့လုပ်တယ်ဆိုတာကကျွန်တော်တို့ကအမှားခံလို့မရဘူးသူက license ဆိုလဲသူတို့ဒီမှာကြည့်တယ်ဒီကျွန်တော်တကယ်ကြီးတော့တာဝန်ခံဆရာဝန်ပေါ့နော်တော့ဖြေတော့နော်ဖြေစမရှိတယ်ဒီဘက်ကကျတော့သူကဒီ pathology တယောက်ထက်ပါတယ်အဲ့ဒါကြတော့အထူးစိတ်ကူးသားခွင့် license ပါတယ်စေကန်းတော့မှာဟုတ်ကျမဒီတွေးစစ်တာတော့မှာအဲ့လိုတွေရှိတယ်ဟိုတက်ခွဲမှုပါတယ်တက်ခွဲချက်ကြီး4ယောက်ပါတယ်အထက်တန်းတင်လာပြီး1ယောက်ပါတယ်အားလုံး6ယောက်ပါတယ်ပြဖွဲ့စည်းပုံတွေပြတာဒါနားလည်အောင်ပြတာတက်ခွဲကလေးတစ်ခုပဲဆိုပေမဲ့လည်းမလွယ်ဘူးအဲ့တော့အခုဒါတွေကအတိအကျလုံးမှကျွန်တော်တို့ကကုသတဲ့နေရာမှာတွေးစစ်တဲ့အဖြစ်မှန်မှန်ကျွန်တော်တစ်ခါလက်ချက်ထောက်လို့မရဘူးစီဂျိုက A1C သိရတာလေစီကိုတော့မြင်လိုက်ရင်တော့ကြည့်တစ်ခါကျတော့ microwave နဲ့ကြည့်ရကြတော့မှားသွားနိုင်တယ်လေဒီတိုင်းကြည့်ရင်တော့အမြုပ်ကမထားဘူးဒါပေမဲ့ microscope နဲ့ကြည့်မှမြင်နေဆိုရင်တော့အဲ့ဒါအရေးကြီးတယ်ကြောက်ကက်ကိုလေနော်အဲ့လိုပဲ creatinine တက်တယ်ဆိုဘယ်လိုသိမှာအစဆိုဘယ်လိုမှမသိနိုင်ဘူးဟောရအောင်တော့သိတာပေါ့လေအဲ့လိုမျိုးကြတယ်တက်ခွဲကအရေးကြီးတယ်တက်ခွဲကအရေးကြီးတယ်အဲ့တက်ခွဲပေါ်မှာအဲ့လိုမျိုးအထူးတက်ခွဲဆိုတဲ့တက် license ရှိတယ်ဆိုတာလေးသိစေချင်တာပါတော့တာမန်ယောဂရှာဖွေနေမရဘူးတာမန်ဓာတ်မှန်လုပ်ငန်းရအထူးတက်ခွဲဆိုတဲ့ရှိတယ်အထူးတက်ခွဲဆိုပြီးတော့သူကလုပ်ငန်း license တက်ချပေးတာအထူးတက်ခွဲအဲ့လိုရှိတယ်ဒါလေးကိုသိအောင်လုပ်ပါဒါဟိုကျွန်တော်ရဲ့ဒီကဟိုကိုယ့်ရဲ့လူနာတွေဟောင်းနေမိတ်ဆွေတွေဒါယုံကြည်မှုရှိနေကျွန်တော်တို့ဒါပြောပြရတာပေါ့နော်ဒါတက်ခွဲကန်းအကြောင်းကြီးစိတ်ချလက်ချပေါ့တာဝန်ယူတယ်နောက်တစ်ခုကျွန်တော်အများကြီးဘူးသာပြောပြအောင်ကျွန်တော် BOC ကိုစစ်ပေးလိုက်တယ်ဆိုရင် positive ထွက်တယ်ဆိုရင်တက်ခွဲမှုက3ခုထပ်စစ်တယ်ကုမ္ပဏီမတူတဲ့ဟာပေါ့နော်အဲ့လိုထပ်စစ်ရတယ်အဲ့လိုမျိုးနောက်တော့ဒေါ်ကြီးစိန်ဆိုရင်သူကဂင်300ရင်တော့ဆရာမကြီးကမတိုင်းရပေါ့နော်သူဆိုရင်လည်းအဲ့လိုပဲတော်တယ်တက်ခွဲဦးစီးမှုပေါ့သူဆိုရင်ဒါမှတော်တော်ကိုစနစ်ကြတိကြတယ်ပေါ့မန်းလေးမှာဆိုရင်ကျွန်တော်အဲ့လိုတက်ခွဲကျန်းကျင်တော့နောက်ထပ်4ယောက်ထပ်ပါတယ်ဒါကြောင့်တငယ်ချင်းရဲ့ဖွဲ့စည်းပုံကိုကျွန်တော်ကပြောပြတယ်ဒါတွေကသိကြချင်တာကျမကြီးဆောက်ရှောက်တယ်ဆိုတာကတက်ခွဲကန်းကလည်းအရေးကြီးတယ်တက်ခွဲကန်းမှာကျွန်တော်အကုန်မှားမှာပဲအဲ့လိုပြောပြတာနော်